ဇလန်အစမှာတော့အသက်14နှစ်အရွယ်တာမန်မဟုတ်တဲ့ညံကြီးရှင်လေးဟီရိုဟာမာတာဟာသူကိုယ်တိုင်တီထွင်ဖန်တီးထားတဲ့ရိုဘော်ရုပ်သေးသေးလေးကိုကင်ပြီးတရားမဝင်မြေအောက်စက်ရုပ်တိုက်ပွဲကွင်းစီရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီကွင်းမှာဘယ်သူမှမဖြိုခွင်းနိုင်တဲ့ဆရာကြီးယာမာရဲ့တန်မဏိစက်ရုပ်ကြီးကိုဟီရိုကစိန်ခေါ်လိုက်ပါတယ်။အစပိုင်းမှာလူယာမသွင်းခံရပေမဲ့ဟီရိုကသူ့စက်ရုပ်ရဲ့တိုက်ခိုက်ရေးစနစ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ယာမာစက်ရုပ်ကြီးဟာအစအနရှာမရအောင်တစ်စက်စီအဖြစ်စီခံလိုက်ရပြီးဟီရိုလည်းစုချင်းငွေတွေအကုန်သိမ်းကျုံနိုင်ခဲ့ပါတယ်။အရှုံးနဲ့ရင်ဆိုင်လိုက်ရလို့ဒေါသအလိတ်လိတ်ထွက်သွားတဲ့ယာမာကဟီရိုရဲ့စက်ရုပ်ကိုလူယူပြီးလူမိုက်တွေနဲ့ဝိုင်းရိုက်ဖို့လုပ်တဲ့အချိန်မှာပဲဟီရိုရဲ့အကိုဖြစ်သူဒါဒါရှိကတားနဲ့ချက်ချင်းရောက်လာပြီးသူ့ညီကိုကယ်တင်ခဲ့ပါတယ်။ဒါဒါရှိကအခုလိုလောင်းကစားဆန်တဲ့စက်ရုပ်တိုက်ပွဲတွေဟာတရားမဝင်ကြောင်းဆုံးမပေမဲ့အသက်ငယ်ငယ်နဲ့ငွေလွယ်လွယ်ရနေတဲ့ဟီရိုကတော့နားမဝင်ခဲ့ပါဘူး။သူတို့ညီကိုနှစ်ယောက်ထွက်ပြေးဖို့ကြိုးစားတော့မှပဲရဲတွေရုတ်တရက်ရောက်လာပြီးအချုပ်ထဲအတူတူထည့်ပြလိုက်ပါတော့တယ်။မိဘမေဖြစ်နေတဲ့သူတို့ညီကိုနှစ်ယောက်ကိုငငယ်ကလေးကကြွေးမွေးဆောင်ရှောက်လာရတဲ့ထိုလီကက်စ်တယောက်ရေးစခန်းကိုစိတ်ပြက်လက်ပြက်နဲ့လာထုတ်ပြီးခဲ့ရပြီးအိမ်ရောက်တော့လေအကြီးအကျယ်စုပူချိန်မှောင်ပါတော့တယ်။ဒါပေမဲ့ဟီရိုကတော့နောင်တမရပဲညဘက်မှာစိတ်ရုပ်တိုက်ပွဲထပ်တော့ဖို့အိမ်ကနေခိုးထွက်ဖို့ပြင်ပြန်ပါတယ်။အဲ့ဒီမှာတာတာရှိကတားစီပြီးမင်းကအသက်14နှစ်နဲ့အထက်တန်းအောင်ထားလေးပါရမီရှင်တယောက်ဖြစ်ပြီးဘာလို့ဒီလိုနေရာမှာအချိန်ဖြုံးနေတာလေလို့မိတဲ့အခါဟီရိုကဒါဆိုကျွန်တော်ကဘာလုပ်ရမှာလဲအခုလိုတက်ကတူတက်ပြီးတီးပြီးသားအရာတွေကိုထိုင်ပြန်တင်နေရမှာလားလို့ရွှေ့ပြီးပြန်ပြောပါတယ်။တာတာရှိကစကားနဲ့အငင်းခုံမလုပ်တော့ပဲဒါဆိုငါနဲ့တနေရာလိုက်ခဲ့ဆိုပြီးဟီရိုကိုသူ့ပညာသင်နေတဲ့နီးပညာတက္ကသိုလ်စီခေါ်သွားခဲ့ပါတယ်။အဲ့ဒီတခွဲခန်းထဲမှာဟီရိုဟာထူးခြားတဲ့စွမ်းရည်အသီးသီးရှိကြတဲ့အကိုဖြစ်သူရဲ့တငယ်ချင်းတွေဖြစ်တဲ့ဂိုဂိုဝါဆာဘီဟန်နီလေမွန်နဲ့ဖရက်တို့ရဲ့အမခန်သိပ္ပံနီးပညာစမ်းသပ်ချက်တွေကိုမြင်ပြီးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတာတာရှိကဟီရိုကိုသူ့ရဲ့ကိုယ်ပိုင်တခွဲခန်းထဲခေါ်သွားပြီးဟီရိုရဲ့လက်ကိုစကော့တိတ်နဲ့ကပ်ပြီးအမြန်ဆွဲခွာလိုက်ပါတယ်။ဟီရိုကနာလို့អော်လိုက်တဲ့အချိန်မှာပဲအဖြူရောင်လေဖောင်းစက်ရုပ်ကြီးဘေးမက်စ်ဟာသူ့ရဲ့အားသွင်းတစ်တာတွေကနေအလိုအလျောက်ပွင့်ထွက်လာပါတော့တယ်။တာတာရှိကဒါကငါကိုယ်တိုင်တီထွင်ထားတဲ့ကျမ်းမာရေးဆောင်ရှောက်မှုစက်ရုပ်ပဲသူ့ရဲ့ချစ်ပြားထဲမှာဆေးဘက်ဆန်ရာသူ့တေသနာအချက်လက်တွေအပြည့်ထည့်ထားတာလို့မိတ်ဆက်ပေးပါတယ်ဘေးမက်စ်ကဟီရိုရဲ့ခန္ဓာကိုယ်ကိုစကန်ဖတ်ပြီးလက်ကဒဏ်ရာကိုနူးညံ့စွာကုသပေးပါတယ်ပြီးတော့မင်းကငါရဲ့ကျမ်းမာရေးဆောင်ရှောက်မှုကိုကျေနပ်ပါပြီလို့မပြောမချင်းငါစနစ်ကိုပိတ်လို့မရဘူးလို့ပြောတဲ့အတွက်ဟီရိုကလည်းကျေနပ်ပါပြီလို့ပြောလိုက်မှစက်ရုပ်ကြီးကတစ်တာနဲ့ပြန်ဝင်သွားပါတယ်သူတို့စကားပြောနေတော့စက်မှုရိုဘော့လောကရဲ့ဝါရင်ပါမောက်ခကြီးရောဘတ်ကာလာဟန်ရောက်ရှိလာပါတယ်ဟီရိုကမိမိရဲ့စက်ရုပ်တိုက်ပွဲဝါသနာအကြောင်းပြောပြတဲ့အခါပါမောက်ခကသူ့သမီးလည်းအဲ့ဒီလိုဝါသနာပါခဲ့ဘူးကြောင်းပြောပြီးဟီရိုကိုဒီကျောင်းမှာပညာသင်ဖို့တိုက်တွန်းခဲ့ပါတယ်ကျောင်းဝင်းထဲကအပြန်မှာတော့ဟီရိုတယောက်စိတ်ကူးတွေလုံးဝပြောင်းလဲသွားပြီးကျွန်တော်ဒီတက္ကသိုလ်မှာကျောင်းတက်ချင်ပြီလို့တာတာရှိကိုဖွင့်ပြောပါတော့တယ်တာတာရှိကနှစ်စဉ်ကျင်းပတဲ့တီထွင်မှုပြပွဲမှာထူးခြားဆန်းသစ်တဲ့အရာတစ်ခုပြသနိုင်ရင်ကျောင်းဝင်ခွင့်ရလိမ့်မယ်လို့လမ်းညွှန်ပေးခဲ့ပါတယ်ဟီရိုဟာအိုင်ဒီယာအသစ်တွေစဉ်းစားပေမဲ့ခေါင်းထဲဘာမှထွက်မလာပါဘူးအဲ့ဒီမှာတာတာရှိကဟီရိုရဲ့အုံနောက်သွေးလှည့်ပတ်မှုကောင်းအောင်ဆိုပြီးညီဖြစ်သူကိုဇောက်ထိုးဆွဲလန့်ပြီးစနှောက်လိုက်ရကနေဟီရိုဟာသူ့ရဲ့စက်ရုပ်လေးကိုကြည့်ပြီးအကြံကောင်းတစ်ခုရသွားပါတော့တယ်အဲ့ဒီနောက်ပိုင်းဟီရိုဟာကားကိုတောင်ထဲမှာပဲအိတ်ရေးပြတ်ခံပြီးနေရောညပါမနာတမ်းစူးစမ်းအားထုတ်ခဲ့ပါတယ်ပြပွဲနေ့မှာတော့ဟီရိုဟာတငယ်ချင်းတွေတာတာရှိတို့နဲ့အတူခန်းမထဲကိုရောက်လာပါတယ်သူအလဲရောက်လို့ပြိသက်ရှိမတ်တက်ရရတဲ့အခါဟီရိုဟာအရန်ရင်ခုန်စိတ်လှူရှားပြီးစကားတွေထစ်အကုန်ပါတယ်အိတ်ကတ်သေးကမိုက်ခရိုဘော့အသေးလေးတစ်ရုပ်ကိုထုတ်ပြတဲ့အခါမှာလည်းဘယ်သူမှမအံ့ဩကြပါဘူးဟီရိုတယောက်ယုံကြည်မှုပျောက်ဆုံးလို့နှီးပါဖြစ်နေချိန်မှာပဲအကိုဖြစ်သူကဘေးကနေယုံကြည်မှုအပြည့်နဲ့လက်မထောင်ပြပြီးအားပေးခဲ့ပါတယ်ဟီရိုလေးစိတ်ကိုပြန်ထိန်းပြီးစိတ်လိုင်းထိန်းချုပ်ကရိယာကိုခေါင်းမှာတက်ကဒီမိုက်ခရိုဘော့အသေးလေးတွေကိုလူရဲ့စိတ်ကူးနဲ့တင်တန်းနေချီပြီးထိန်းချုပ်လို့ရချောင်း၎င်းတို့ဟာစူးစီးပြီးအဆောက်အဦဆောက်လုပ်ရေးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာဘလောက်အသုံးဝင်ကြောင်းလက်တွေ့ပြသလိုက်တဲ့အခါခန်းမတစ်ခုလုံးဝုန်းတိုင်းချေအံ့ဩသွားကြပါတယ်ပြပွဲအပြီးမှာနီးပညာကုမ္ပဏီကြီးရဲ့ CEO ခရီကဟီရိုစီလာရောက်ပြီးဒီနီးပညာကိုငွေပုံပေးဝယ်ဖို့ကမ်းလှမ်းပေမဲ့ပါမုတ်ခရိုဘက်ကဂျားကနေကာကွယ်တားဆီးပေးခဲ့ပါတယ်ခရီလေ့ပြန်သွားပြီးနောက်ပါမုတ်ခကဟီရိုကိုဂုံယူစွာနဲ့တက္ကသိုလ်ကျောင်းဝင်ခွင့်လက်မှတ်ပေးရခဲ့ပါတယ်အားလုံးဆိုင်ကိုသွားပြီးအောင်ပွဲခံဖို့ပြင်ဆင်နေတော့တာတာရှိနဲ့ဟီရိုတို့မိအကိုနှစ်ယောက်လမ်းလျှောက်ရင်းစကားပြောဖြစ်ကြပါတယ်ဟီရိုကကျွန်တော်ဒီနေ့ဒီလိုနေရာကိုရောက်လာတာအကူကြောင့်ပါလူကြီးစုတင်စကားပြောနေတော့မှာပဲယူတရကျောင်းအဆောက်အဦစီကနေပြင်းထန်တဲ့ပောက်ကွေးတန်ကြီးထွက်ပေါ်လာပါတယ်ကျောင်းတစ်ခုလုံးမီးဆွဲလောင်နေပြီးပါမုတ်ခရောဘတ်အထဲမှာပိတ်မိနေသေးကြောင်းသိရတဲ့အခါဟီရိုကငိုယိုတားဆီးနေတဲ့ကြားကတာတာရှိဟာလူသားချင်းစာနာစိတ်နဲ့မီးထဲကိုငုံဝင်သွားခဲ့ပါတယ်အထဲကိုပြေးဝင်သွားရင်တာတာရှိရဲ့ဥထုပ်လေးမြေပြင်ပေါ်ပြုတ်ကျကြံခဲ့ပြီးဟီရိုကကောက်ယူလိုက်တဲ့အချိန်မှာပဲဒုတိယအကြိမ်အဆောက်အဦတစ်ခုလုံးအုံကနေပြင်းထန်စွာထပ်မံပေါက်ကွဲသွားပြီးဟီရိုလည်းလွင့်စင်လေးကျသွားပါတော့တယ်နောက်အခန်းမှာတော့မီးလောင်မှုတန်းကြောင့်တာတာရှိကပါမုတ်ခကြီးပါဆုံးပါသွားခဲ့ရပြီးသူတို့ရဲ့နာရီအခမ်းအနားကိုပြသပါတယ်အကိုဖြစ်သူကိုရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ဟီရိုဟာကဘာပြတ်မတက်ခံစားရပြီးအခန်းပြင်မထွက်ကြောင်းလဲမတက်တော့ပဲစိတ်ဒဏ်ရာတွေနဲ့ပိတ်မိနေခဲ့ပါတယ်တ
ရက်မှာတော့ဟီရိုဟာသူ့ရဲ့ဆက်ပစ္စည်းတွေကိုသိမ်းစီရင် Microbot အစားအနာတစ်ခုကသူ့ခြေထောက်ပေါ်ပြုတ်ကျပြီးနာလို့អော်လိုက်မိပါတယ်။အဲ့ဒီခါအခန်းထဲမှာတင်ထားတဲ့ဘေးမတ်ကအလိုအလျောက်ပွင့်လာပါတော့တယ်။ဟီရိုကမောင်းထုတ်ပေမဲ့ဘေးမတ်ကသူ့ကိုကုသပေးဖို့ပဲကြိုးစားပါတယ်။ဟီရိုကဘေးမတ်ကိုပြန်ပိတ်ဖို့လုပ်ရင်ဂဒင်အောက်ကအဝတ်အစားတွေထဲမှာတစ်ခုခုလှုပ်ရှားနေတာကိုတွေ့လိုက်ရပါတယ်။သွားကြည့်လိုက်တဲ့အခါမီးထဲပါသွားပြီလို့ထင်ထားတဲ့ Microbot လေးတစ်ခုကတခြား Microbot တွေရှိရာကိုသွားချင်တယ်လို့မျိုးတလှုပ်လှုပ်ဖြစ်နေတာပါ။ဟီရိုကစနစ်ချို့ယွင်းချက်အမှတ်နဲ့ဖန်ပလီနဲ့ထည့်ထားလိုက်ပြီးမြဲဘီမတ်ကဒီ robot လေးကတနေရာရာကိုသွားချင်နေတာလို့ပြောပါတယ်ဟီရိုကလည်းစိတ်ညစ်ညစ်နဲ့အေးဒါဆိုသူပဲသွားချင်လေမီးမေးလိုက်ရှာပေးလိုက်တော့လို့ရွေ့ပြောလိုက်ရဘီမတ်ကအတီမတ်ပြီးလမ်းပေါ်ထွက်သွားပါတော့တယ်ဟီရိုလည်းလန့်ပြပြီးအနောက်ကနေပြေးလိုက်ရပါတယ်ဘီမတ်ကိုလိုက်ရင်နောက်ဆုံးမှာမြို့စုံကကုန်းလောင်ယုံအဟောင်းကြီးတစ်ခုတည်းကိုပြတင်းပေါက်ကနေခိုးဝင်ခဲ့ကြပါတယ်အထဲကိုရောက်တဲ့အခါဟီရိုဟာထိတ်လန့်သွားရပါတယ်အကြောင်းကတော့တစုံတစ်ယောက်ကသူ့ရဲ့ Microbot နီးပညာကိုခိုးယူပြီးစက်ရုံအကြီးစားနဲ့တန်းပေါင်းများစွာကိုလျှို့ဝှက်ထုတ်လုပ်နေတာကိုတွေ့လိုက်ရလို့ပါပဲအဲ့ဒီအချိန်မှာပဲကုံလောင်ယုံတွေကလျှို့ဝှက်စမ်းကြည့်တဲ့မျက်နှာဖုံးဆိုလူသားကသူ့တို့ကိုတတိထားမိသွားပြီး Microbot လှိုင်းကြီးတွေနဲ့အကြမ်းပတန်တိုက်ခိုက်ပါတော့တယ်ဟီရိုနဲ့ဘီမတ်တို့ပြတင်းပေါက်ကနေအသေးအတန်ခုန်ချထွက်ပြေးခဲ့ရပြီးဘီမတ်ကသူ့ရဲ့လီဖောင်းခန္ဓာကိုယ်နဲ့ဟီရိုကိုဒဏ်ရာမရအောင်ကာကွယ်ပေးခဲ့ပါတယ်သူတို့ရဲစခန်းကိုသွားပြီးတိုင်ချက်ဖွင့်ပေမဲ့ရဲကမယုံပါဘူးအိမ်အပြန်လမ်းမှာဘေးမတ်ရဲ့ဘက်ထရီကအားကုန်လို့နေပါဖြစ်လာတာမို့ဟီရိုကအိမ်ကိုအနိုင်နိုင်ပြန်ခေါ်လာပြီးအားသွင်းပေးရပါတယ်အားသွင်းနေတော့ဘေးမတ်ကတာတာရှီရဲ့ဥထုတ်ကိုမြင်ပြီးမေးတဲ့အခါဟီရိုကဝမ်းနေစွာနဲ့တာတာရှီဆုံးသွားပြီဖြစ်ကြောင်းပြောပြပါတယ်ဘေးမတ်ကဟီရိုကိုဖတ်ပြီးနှစ်သိမ့်ပေးတဲ့အပြင်ဟီရိုစိတ်သက်သာရာရစေဖို့သူ့ရဲ့တငယ်ချင်း၄ယောက်လုံးကိုပါအိမ်ကိုလှမ်းခေါ်ပေးလိုက်ပါတယ်တာတာရှီဘလို့ဆုံးသွားလဲဆိုတာကိုပြန်စဉ်းစားရင်းနဲ့မှကြောင်းမီလောင်တာဟာမတော်တဆမဟုတ်ဘဲအဲ့ဒီမျက်နှာဖုံးစွပ်လူသားက Microbot တွေကိုခိုးယူဖို့အတွက်တမင်မီးရှို့ခဲ့တာဖြစ်ကြောင်းဟီရိုသဘောပေါက်သွားပါတယ်ဒါနဲ့ဟီရိုဟာအဲ့ဒီလူကိုဖမ်းဖို့အတွက်ဘီမတ်ကိုကာကွယ်ရေးဝတ်စုံတွေဆင်မြန်းပေးပြီးကရာတီကိုခံပညာတိုင်းကွက်တီပါတဲ့တိုက်ခိုက်ရေးချစ်အသစ်တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်အဆင့်မြင့်တင်ပြီးနောက် Microbot ညွှန်းပြတဲ့အလိုင်းတိုင်းလိုက်ရှာရင်ကန်းချီကရီစိတ်တစ်ခုကိုရောက်တဲ့အခါမျက်နှာဖုံးစွပ်သမားက Microbot လိုင်းကြီးပေါ်မှာမတ်တက်ရက်ပြီးသူတို့စီဦးတီလာတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူတို့နောက်ကိုစိတ်ပူလို့လိုက်လာတဲ့တငယ်ချင်းတွေရဲ့ဘန်ကားရောက်လာပါတယ်မျက်နှာဖုံးစွပ်သမားက Microbot တွေနဲ့ဝိုင်းတိုက်ခိုက်လို့အားလုံးဘန်ကားပေါ်တက်ပြီးအသေးအတန်မောင်းပြေးကြပြီးမြဲကားကတရားပေါ်ကနေပင်လေတွေကိုပြုတ်ကျသွားပါတယ်မျက်နှာဖုံးစွပ်သမားကသူတို့တီးပြီးအထင်နဲ့ထွက်သွားတဲ့အချိန်မှာဘီမတ်ကလီဖောင်းပြီးလူအားလုံးကိုရီပေါ်ဆွဲတင်ကေးစေပြီးခဲ့ပါတယ်အဲ့ဒီနောက်သူတို့တွေပုံအောင်ဖို့အတွက် Fred ရဲ့အလွန်ကြီးမားခမ်းနားတဲ့အိမ်ကြီးစီရောက်သွားကြပါတယ်အိမ်ထဲရောက်တော့ Fred ကသူ့ရဲ့စူပါဟီးရိုးကတွန်းစာအုပ်တွေထဲကအချက်လက်တွေအရဒီမျက်နှာဖုံးစွပ်သမားဟာနီးပညာမရလို့ခိုးယူသွားတဲ့ကုမ္ပဏီပိုင်ရှင် Cree ပဲဖြစ်ရမယ်လို့သုံးသပ်ပါတယ်အဲ့ဒီချိန်မှာဘေးမတ်ကစောစောကတိုက်ပွဲတုန်းကမျက်နှာဖုံးစွပ်သမားရဲ့ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေကိုစကန်ဖတ်ထားမိကြောင်းပြောပါတယ်ဟီရိုကဝမ်းသာသွားပြီးတမျိုးလုံးကိုလိုက်ရှာနိုင်မဲ့စကန်နာစနစ်တစ်ခုကိုတိစောက်ကတငယ်ချင်းတွေအားလုံးကိုလည်းစူပါဟီးရိုးဝတ်စုံနဲ့လက်နက်တွေအသီးသီးပြုလုပ်ပေးပါတယ်ဘေးမတ်ကိုလည်းဒုံးပြန်လက်သီးနဲ့ပြန်တန်းနိုင်တဲ့ဒုတိယအဆင့်တန်ချက်ကဝတ်စုံကိုဆင်မြန်းပေးလိုက်ပါတယ်ဝတ်စုံတွေအစင်သိမ်းဖြစ်တဲ့အခါသူတို့မြို့အနှံ့ပြန်တန်းပြီးစမ်းသပ်မောင်းနေကြရမှာဟီရိုဟာအကိုဆုံးရှုံးပြီးကလေးကပထမဆုံးအကြိမ်ဖြစ်တကယ်စိတ်ချမ်းသာမှုကိုခံစားရပါတယ်ဘီမတ်ကတမျိုးလုံးကိုစကန်ဖတ်လိုက်ရာကျုံးအပိုတစ်ခုပေါ်မှာမျက်နှာဖုံးစွပ်သမားရဲ့တဲလုံးစာကိုရှာတွေ့သွားပါတယ်ကျုံးပေါ်ကကွန်ပျူတာထင်းချုပ်ခန်းတစ်ခုတည်းကဗီဒီယိုမှတ်တမ်းကိုဖွင့်ကြည့်လိုက်တဲ့အခါ Cree ကတယ်လီပို့စကြဝဠာကူတကားပေါက်စမ်းသပ်မှုတစ်ခုကိုလုပ်ခဲ့ပြီးအဲ့ဒီစမ်းသပ်မှုပျက်စီးသွားတာကြောင့် Abigail ဆိုတဲ့အမျိုးသမီးလေရင်မှုလေးဟာအထဲမှာပိတ်မိကြံခဲ့တာကိုတွေ့လိုက်ရပါတယ်သူတို့ဗီဒီယိုကြည့်နေတော့မျက်နှာဖုံးစွပ်သမားကရုတ်တရက်ရောက်လာပြီးတိုက်ခိုက်ပါတော့တယ်အပြင်းထန်တိုက်ပွဲဖြစ်ပွားပြီးနောက်ဟီရိုကမျက်နှာဖုံးစွပ်သမားပေါ်ခုံအုပ်ကမျက်နှာဖုံးကိုဆွဲခွာလိုက်ပါတယ်ဒါပေမဲ့မျက်နှာဖုံးအောက်ကလူဟာ Cree မဟုတ်ပဲမီးထဲမှာတေဆုံးသွားပြီလို့ထင်ထားတဲ့ပါမောက္ခ Robert Callahan ဖြစ်နေလို့အားလုံးစွန့်ဝါသွားကြပါတယ်ဟီရိုကပါမောက္ခကိုကေဖို့အကိုတာတာရှိဝင်သွားခဲ့တာလေလို့ပြောတဲ့အခါကာလာဟန်ကအေးဆက်ဆက်နဲ့အဲ့ဒါသူ့ကိုယ်တိုင်အမှားလုပ်ခဲ့တာပဲလူတုံ့ပြန်ပါတယ်ဒီစကားကြောင့်ဒေါသအဆုံးစွန်ထိရောက်သွားတဲ့ဟီရိုဟာဘေးမတ်ရဲ့ကိုယ်ထဲကတာတာရှိရဲ့ကျမ်းမာရေးချစ်ကိုဆွဲထုတ်ပစ်လိုက်ပြီးကာလာဟန်ကိုတတ်ပစ်ဖို့အမိန့်ပေးပါတယ်ဘီမတ်ဟာလူသက်ဆက်ရုပ်ကြီးအလားကာလာဟန်ကိုအကြမ်းပတန်တိုက်ခိုက်ပါတော့တယ်တငယ်ချင်းတွေကဝိုင်းတားတဲ့ကြားကကာလာဟန်က Microbot တွေနဲ့ထွက်ပြေးလွတ်မြောက်သွားပြီးဟန်နီလီမွန်ကဘီမတ်ရဲ့ကျမ်းမာရေးချစ်ကိုအမြန်ပြန်ထိပ်ပေးလိုက်မှဘီမတ်လေးပုံမှန်ပြန်ဖြစ်သွားပါတယ်ဟီရိုကကာလာဟန်ကိုမတတ်ပဲလွတ်လိုက်ရလို့တငယ်ချင်းတွေကိုစိတ်ဆိုးပြီးကားကိုတောင်ကိုတယောက်တည်းပြန်လာခဲ့ပါတယ်သူကကျမ်းမာရေးချစ်ကိုထပ်ပြီးဆွဲထုတ်ဖို့ကြိုးစားပေမဲ့ဘေးမတ်ကခွင့်မပြုတော့ပဲတာတာရှီသူ့ကိုဘယ်လိုခက်ခက်ခဲခဲတိစောက်ခဲ့ရလဲဆိုတဲ့ဗီဒီယိုမှတ်တမ်းတွေကိုဖွင့်ပြပါတယ်တာတာရှီရဲ့မေတ္တာတရားတွေကိုပြန်မြင်မှဟီရိုဟာငိုယိုပြီးသူ့မားကိုတီးသွားပါတယ်အဲ့ဒီချိန်မှာပဲကြံတဲ့တငယ်ချင်းတွေလည်းရောက်လာပြီးကာလာဟန်ရဲ့သမီးဖြစ်သူ Abigail ဟာ Cree ရဲ့စမ်းသပ်မှုကြောင့်ပျောက်ဆုံးသွားခဲ့ရတာမို့ကာလာဟန်က Cree ကိုကလဲစားချေဖို့လုပ်နေတာဖြစ်ကြောင်းရှင်းပြပါတယ်ဟီရိုလည်းတငယ်ချင်းတွေကိုတောင်းပန်ပြီးကာလာဟန်ကိုတားဆီးဖို့အတူတူထွက်လာခဲ့ကြပါတယ်အဲ့ဒီချိန်မှာကာလာဟန်ဟာ Cree ရဲ့အဆောက်အဦသစ်ဖွင့်ပွဲကိုတွားရောက်ပြီး Cree ကိုဖမ်းဆီးကစောစောကတယ်လီပို့တကားပေါက်ကိုပြန်ဖွင့်ပြီးအဆောက်အဦတစ်ခုလုံးကိုတကားပေါက်ထဲစုပ်ယူဖျက်ဆီးဖို့ကြိုးစားနေပါတယ်ဟီရိုတို့အဖွဲ့ရောက်လာပြီးပြဿနာကိုတခြားရှုထောင့်ကနေကြည့်ပါဆိုတဲ့တာတာရှီရဲ့အဆုံးအမအတိုင်းတငယ်ချင်းတွေအားလုံးစုပေါင်းပြီး Microbot တွေကိုတစစီဖြိုခွဲဖျက်ဆီးပစ်လိုက်တဲ့အတွက်နောက်ဆုံးမှာကာလာဟန်မှာထိန်းချုပ်စရာ Microbot မကြံတော့ပဲဘီမတ်ကကာလာဟန်ရဲ့မျက်နှာဖုံးကိုဖျက်ဆီးပစ်လိုက်နိုင်ပါတယ်
ဒါပေမဲ့တယ်လီပို့တကားပေါက်ကတော့ပိတ်မသွားပဲစက်ပွင့်နေပြီအနီးနားကအရာတွေကိုစုပ်ယူနေပါတယ်အားလုံးထွက်ပြေးဖို့ပြင်နေတော့မှဘေးမတ်ကတကားပေါက်ရဲ့အတွင်းဘက်ဟိုးအဝေးကြီးထဲမှာအိမ်မွေးချစနစ်နဲ့ပိတ်မိနေတဲ့ကာလာဟန်ရဲ့သမီးအဘီဂေးရှိနေကြောင်းသိလိုက်ရပါတယ်အဘီဂေးကိုကယ်တင်ဖို့အတွက်ဟီရိုနဲ့ဘေးမတ်တို့ဟာတကားပေါက်ထဲကိုတတ်သိရှိရှိငုံဝင်သွားခဲ့ကြပါတယ်တကားပေါက်ရဲ့အတွင်းဘက်အခြားစကြော်လာကဘာထဲမှာအဘီဂေးကိုရှာတွေ့ပြီးအပြင်ကိုပြန်သေးလာစဉ်အပျက်စီးတစ်ခုကဘေးမတ်ရဲ့အတန်ချက်ကကိုလာမှန်ပြီးဒုံးပြန်စနစ်ပျက်စီးသွားတာကြောင့်ရှေ့ဆက်ပြန်တန်းလို့မရတော့ပါဘူးအပြင်ထွက်မဲ့တကားပေါက်ကလည်းပိတ်လူနေပါဖြစ်နေပါပြီအဲ့ဒီချိန်မှာဘေးမတ်ကဟီရိုနဲ့အဘီဂေးတို့လွတ်မြောက်ဖို့အတွက်သူ့ရဲ့ဒုံးပြန်လက်သီးကိုသုံးပြီးသူတို့ကိုအပြင်ဘက်ကိုတွန်းထုတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါဟာဘေးမတ်ကိုယ်တိုင်အထင်းမှာထာဝရပိတ်မိကြံခဲ့တော်မူဆိုတဲ့အဓိပ္ပာယ်ပါဘေးမတ်ကမင်းကငါရဲ့ကျမ်းမာရေးဆောင်ရှောက်မှုကိုကြည်နပ်ပါပြီလို့မပြောရင်ငါစနစ်ကိုပိတ်လို့မရဘူးလို့ပြောတဲ့အခါဟီရိုကမင်းကိုပါထပ်မဆုံးရှုံးချင်ဘူးလို့ငိုပြီးညှင်းဆန်ပါတယ်ဒါပေမဲ့ဘေးမတ်ကငါမင်းနဲ့အတူအမြဲရှိနေမှာပါလို့နှစ်သိမ့်တဲ့အတွက်နောက်ဆုံးမှဟီရိုကမျက်ရည်တွေနဲ့ငါကြည်နပ်ပါပြီလို့ပြောလိုက်ပါတယ်ဘေးမတ်လေဒုံးပြန်လက်တီးကိုပြစ်လွတ်ပြီးဟီရိုနဲ့အပီကေးကိုတကားပေါက်အပြင်ဘက်အပေါက်တွန်းဖို့ပြီးလိုက်ကသူကိုယ်တိုင်ကတော့အမှောင်ထုထဲမှာလွင့်မြော်ကြံရိတ်ခဲ့ပါတော့တယ်ဟီရိုတို့အပြင်ကိုဘေးကင်းကင်းပြန်ရောက်လာပြီးအပီကေးကိုစေးရုံပို့ကပါမောက်ကကာလာဟန်ကိုတော့ရဲတွေကဖမ်းဆီးသွားပါတယ်ဘေးမတ်မရှိတော့လို့အားလုံးဝမ်းနည်းနေကြရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဟီရိုကဘေးမတ်ချန်ထားခဲ့တဲ့ဒုံးပြန်လက်တီးအိတ်ထဲမှာတာရာရှိရဲ့မူလကျမ်းမာရေးချစ်လေးကြံနေခဲ့တာကိုအမှတ်မထင်ရှာတွေ့သွားပါတယ်ဝမ်းသာအားရနဲ့ဟီရိုကဘေးမတ်အတွက်ရိုဘော့ခန္ဓာကိုအစ်စ်တစ်ခုကိုပြန်လေတိဆောက်ပြီးအဲ့ဒီချစ်ကိုထည့်ပေးလိုက်တဲ့အခါမှာတော့ဘေးမတ်ဟာသူ့ရဲ့အမှတ်တရတွေအားလုံးနဲ့အတူဟီရိုစီကိုပြန်လေရောက်ရှိလာပါတော့တယ်စက်တင်ပိုင်းမှာတော့ဟီရိုကသူ့အကိုတာရာရှိရဲ့အိမ်မက်ကိုဆက်လက်အကောင့်ထဲပေါ်ပြီးဘေးမတ်အပါဝင်သူ့ရဲ့တငယ်ချင်းဟီရိုတွေနဲ့အတူမြို့ထဲကဒုက္ခရောက်နေတဲ့လူသားတွေကိုကူညီစောင့်ရှောက်ပေးတဲ့ Big Hero 6အဖွဲ့ကြီးအဖြစ်ပျော်ရွှင်စွာရပ်တည်သွားကြပါတော့တယ်